10တန်းအောင်လက်မှတ်နေကြတော့သူတို့ကကြာ IGCSE သမားတွေဆော့လျှောက်ရတယ် timeline ကကြာတော့ IGCSE O level နဲ့လျှောက်တဲ့လူရကြတော့ January လကုန်ကနေ February လအဲ့ချာမှာ IGCSE သမားရလျှောက်อ่ะ10တန်းအောင်လက်မှတ်နေကြတော့သူတို့ကကြာ IGCSE သမားတွေဆော့လျှောက်ရတယ်အောက်တိုဘာလကုန်နိုဝင်ဘာအဲ့ချာမှာအောက်တိုဘာလကုန်ကနေနိုဝင်ဘာလပေါ့နော်အဲ့မှာသူတို့က10တန်းသမားရလျှောက်ရတယ်10တန်းသမားရ entrance test တစ်ခုဖြေရတယ်လေအဲ့ဝင်ခွင့်ကကျတော့ဘယ်ချိန်ဖြေရလဲဆိုတော့ဟိုကမှာဖြေရတာ January လကုန်ကနေ February မှာဖြေရတာကွာ10တန်းသမားတွေဝင်ခွင့်ထပ်ဖြေရကြအဲ့မှာဖြေရတာဘယ်အချိန်မှာ offer letter ရလဲဆိုတော့